profile လေးပြမယ်ဒါကသူ့ရဲ့ profile ID လေးပေါ့နော်ကြားရဖိုးလေး level 1ပါမယ်သူက material ရဲ့3ချောင်းအကြီးပါမယ်နော်3ချောင်းကြီးမယ်ကိုပါ3ချောင်းကြီးပါမယ်ကိုပါအဲ့ level 6မှာအဲ့ level 6တင်ခြင်းနဲ့သဘာဆိုတင်ပလိုက်တော့ level မတ်တင်ရင်တင်ပြောတာအဲ့6တင်ကြောင်းတာဒါကတော့3,900နဲ့ရောင်းမဲ့ကောက်ပါအဲ့ level 6ပါခင်ဗျာစကုတ်တွေပါမပါဘူးနော် user level 2လေးပါsky level 2ပါ S7 level 4လေးပါပါမယ်ခင်ဗျာဒီကောင်လေး level 1မှာဒီကောင်ဗတာ level 1မှာ UMB level 1မှာ QVZ level 2ပါခင်ဗျာ level 2ပါ level 1လေးပါနော် UMB level 4လေးပါပါမယ်နော် UMB level 4ရဲ့ဒီကောင်ပဲလုံးလေးပါမယ်နော်ဒါ3လေးလက်ပါမယ်နော်ကဲဟိုလေးပါပါမယ်ကြား M4 လေးပါ level 1လေးပါဖြတ်ပါမယ်ရှော့ကန်းလေးလည်းပါမယ်နော် X2 လေးပြမယ် X2 က level 1လေး level 2လေးဖြစ်ပါတယ်နော် X2 က level 2ပါပြီးရင်ကျွန်တော်တို့ orbit တွေတော်တော်များတယ် orbit တွေပြမယ်နော် orbit တွေတော်တော်များပါတယ်အောက်ထုတ်တွေလည်းများပါတယ်နော်အောက်ထုတ်တွေလည်းများပါတယ်ကျွန်တော်ဒါ3,900နဲ့ရောင်းမှာတော်တန်တယ်နော်ကိုပေါ့တို့ဖောက်ကြည့်လိုက်မတန်ဘူးထင်ရင်ကိုပေါ့တို့ UC 3ပြီးဖောက်ကြည့်လိုက်နော်သိတယ်နော်ရိုးကန်းတွေတော့အများကြီးပဲနော်ပြရင်ကိုမတော့မဟုတ်နော်ရိုးကန်းတွေမြန်မြန်ပြရတာနော်ပြရရမ်းရှည်နေမှာဆိုတော့ရိုးကန်းနေတော်တော်များနေရိုးကန်းနေတယ်ရိုးကန်းနေလေတန်ရဲပါမယ်နော်ပြီး user ကားလေး user ဟိုအမိုးပွင့်နေအောင်မိုးပိတ်တယ်ဟုတ်လားဆိုင်ကယ်တွေဘဂီတွေပြီးအီမုတ်ညောင်းတယ်ကွာလက်နှစ်ရညောင်းနေညောင်းဒါ3,900နဲ့ရောင်းမယ်ကောနော်အဲ့ level 6ဖူးဖူးလေးနဲ့ပြစ်ချင်မက်ကူ level မက်တင်ချင်တော့ material 3ချောင်းအကြီးပါမယ်နော်ဒါအုပ်စုံပြရနော်ဒါကြီးတို့ဒါပဲနှစ်ခွပါလားမပါအောင်နော်မပါအောင်ဒါပဲနော် join တုံးပါမယ်အနီတုံးဒါတော့3,900နဲ့ရောင်းမယ်ကောပါဂျီမီအုံးလီနော်ဂျီမီအုံးလီအတန်ပါနော်ဂျီမီအုံးလီပါနော်